One Piece fan တယောက်ဖြစ်လာပြီဆိုရင် cover story ဆိုတဲ့စကားလုံးကိုတနေရာမဟုတ်တနေရာကြားဘူးကြမှာပါ။ manga သမားတွေကတော့ယဉ်နီးပြီးသားဆိုပေမဲ့ anime only သမားတွေကတော့သိချင်မှသိလိမ့်မယ်။ cover story ဆိုတာကတော့ One Piece manga ထဲမှာအဓိကဇာတ်ကောင်တွေရဲ့အကြောင်းအပြင်တခြားအရန်ဇာတ်ကောင်တွေဘာတွေလုပ်နေလဲဘာတွေဖြစ်ပျက်နေလဲဆိုတာကိုသိရအောင် Oda က manga cover page လေးတွေမှာတမျက်နှာစာဇာတ်လမ်းလေးတွေရေးဆွဲပေးလေးရှိတယ်။အဲ့ဒါတွေကို cover story လို့ခေါ်တာပါ။ cover story တွေကများသောအားဖြင့် side character တွေအပေါ်မှာ focus လုပ်လေးရှိပြီးတော့အားလုံးက main story ထဲမှာ canon ဖြစ်တယ်။ canon ဆိုတာကတော့ main story နဲ့ဆက်ဆက်နေတာကိုဆိုလိုတာပါ။ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ Syrup Village Arc မှာစပြီးတော့တွေ့ခဲ့ရတဲ့အိမ်မွေးချတတ်တဲ့ Django ဆိုတဲ့ character ရဲ့ cover story အကြောင်းကိုပြောပြပေးမယ်။ Django ဆိုတာကတော့ Syrup Village Arc မှာတော့က Captain Kuro ရဲ့လက်အောက်ခံပင်လယ်ဓမြတယောက်ဖြစ်ပြီးMichael Jackson လိုကပြီးထွက်လာပြီးတော့အိမ်မွေးချတဲ့ကောင်ဆိုရင်အားလုံးပဲမျက်စိရဲ့ပြင်းမြင်ကြမှာပါဟုတ်ပါတယ်အဲ့ဒီကောင်ပါဒီ cover story မှာ Django တရားပင်လယ်ဓမြဘောကနေရေးတက်သားဘယ်လိုဖြစ်သွားသလဲသူ့ရဲ့တငယ်ချင်း Full Body နဲ့ဘယ်လိုပေါင်းမိသွားသလဲဆိုတဲ့အကြောင်းတွေကိုတွေ့ရမှာဖြစ်ပါတယ် Fun fact အနေနဲ့ပြောရရင်တော့ Django ရဲ့အိမ်မွေးချတတ်တဲ့ super power က Devil Fruit စွမ်းအားမဟုတ်ပါဘူးသူကအရင်ကကကြေတဲ့တယောက်အနေနဲ့အသက်မွေးခဲ့ပြီးတော့စီးပွားရေးကဆိုးရွားလွန်းတာကြောင့်တရက်မှာတော့စိတ်ညစ်ပြီးရေမချိုးဝဲနဲ့အိတ်လိုက်မိပါတယ်။အဲ့ရကနိုးတဲ့အခါမှာတော့သူ့ရဲ့မေးစီမှာမှုံပွင့်ကြီးတစ်ပွင့်ပေါက်နေပြီးတော့ဂျန်ကိုလည်းစိတ်ညစ်ညစ်နဲ့အဲ့ဒီမှုကြီးကိုဖဲ့စားပလိုက်ပါတယ်။အဲ့ဒီမှုကိုစားပြီးတော့သူ့ရဲ့အိမ်မွေးချတဲ့ပါဝါကိုရခဲ့တာပါ။မှုပွင့်ကိုစားလိုက်ပြီးကြံခဲ့တဲ့မှုအယိုးကတော့သူ့မေးစီမှာခုချိန်ထိဒီတိုင်းပဲကြံနေပါတယ်။ဒီအချက်ကို Oda က SBS တစ်ခုမှာဖော်ပြခဲ့မှုပါတယ်။ Okay အားလုံးပဲဒီနေ့ပြောပြပေးသွားမှာကတော့ One Piece ရဲ့တတိယမြောက် cover story ဖြစ်တဲ့ Django's Dance Paradise ဆိုတဲ့ cover story ပဲဖြစ်ပါတယ်။အဲ့တော့ဒါကတတိယမြောက် cover story ပေါ့နော်။သူရှေ့ကနှစ်ခုစလုံး anime ထဲမှာပါခဲ့တယ်။ပထမတစ်ခုကဒီ Baggy တေးသေးလေးသူ့ crew ကိုတွေ့ဖို့အတွက်ခီးထွက်တဲ့စွန့်စားကမ်းဖြစ်ပြီးတော့ဒုတိယတစ်ခုက Kobe နဲ့ Helmet ပို့တို့ကပ်ပြက်လက်အောက်မှာလေ့ကျင့်ရေးဆင်းတဲ့အကြောင်းပေါ့။အဲ့ဒီနှစ်ခုပြီးကြတဲ့ကဒီတတိယတစ်ခုကစပြီးတော့နောက်ဘယ် cover story မှာ anime ထဲမှာမပါလာတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကမပါတဲ့ဒီတတိယမြောက်တစ်ခုကနေစပြီးတော့ပြောပြသွားမယ်အဲ့တော့စလိုက်ရအောင်မစခင် disclaimer အနေနဲ့ပြောချင်တာကတော့ကျွန်တော်ကဒီဗီဒီယိုတွေကိုလုပ်ဖို့အတွက် Deck Circle ရဲ့ One Piece cover story တွေအကြောင်းရှင်းပြတဲ့ဗီဒီယိုကိုကြည့်ပြီး inspire ယူခဲ့တာဖြစ်ပါတယ်အကုန်လုံးတိုက်ရိုက်ကူးချထားတာမဟုတ်ပေမဲ့သူ့ဗီဒီယိုကနေ inspire ယူထားတာဖြစ်လို့အင်္ဂလိပ်လိုနားလည်ဖို့အခက်အခဲမရှိဘူးဆိုရင်မူရင်းဗီဒီယိုကိုတွားကြည့်ပေးဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်မူရင်းဗီဒီယို link ကိုလည်းကျွန်တော်ရဲ့ description ထဲမှာထည့်ပေးထားပါမယ် story ရဲ့အစမှာတော့ Django တယောက်သတိလစ်နေရနေပြီးတော့နိုးလာခဲ့ပါတယ်သူရောက်နေတဲ့နေရာကတော့ East Blue Gecko Island ပေါ်မှာရှိတဲ့ Syrup Village မှာပါဟုတ်ပါတယ်ဒီရွာက Usopp ရဲ့မွေးရမြေဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ Straw Hat တွေသူတို့ရဲ့ Going Merry တွေပေါ်ကိုစပြီးရတယ်အချိန်အားဖြင့်ဆိုရင်တော့ Luffy, Zoro, Nami နဲ့ Usopp တို့ပါဝင်တဲ့ Straw Hat တွေက Captain Kuro နဲ့သူ့ရဲ့ Black Cap ပင်လယ်ဓမြအဖွဲ့တွေကိုအနိုင်ယူပြီးဒီရွာကနေထွက်သွားပြီးကြတဲ့အချိန်လောက်ပါအဲ့လိုနဲ့ Django လည်းရွာထဲကစားတောက်ဆိုင်မှာဝင်ပြီးစားတောက်နေရင်နဲ့ Usopp ပင်လယ်ဓမြအဖွဲ့က Usopp ရဲ့တပည့်ကျော်ဖြစ်တဲ့ Tama Negi နဲ့တဲ့တိုးပါတယ်တမနေကြီးဆိုတာကတော့ဦးစိုးရဲ့တပည့်ကျော်၃កောင်တွေကအရက်ပူဆုံးကောင်ပါ Syrup ရွာကတေးသေးလေးဆိုတော့ဒါလည်းလူဖီတို့အုပ်စုရွာကိုရောက်တော့ကစားခဲ့တဲ့မဲရှိဆိုတဲ့စားတောက်ဆိုင်ဖြစ်နေဖို့များပါတယ်お前らのキャプテンならな食っちめってနောက်ပြီးတော့တေချာကြည့်မယ်ဆိုရင် Django ရဲ့လက်ထဲမှာကင်ထားတဲ့ပကံမှာ Dosquine Panda ဆိုတဲ့တစိတ်ကိုမြင်ရမှာပါအဲ့ဒီတစိတ်က One Piece War ထဲမှာနာမည်ကြီးလာပါကြီးရဲ့ဆိုတဲ့ brand တွေကိုထုတ်တဲ့တစိတ်တစ်ခုဖြစ်ပါတယ်အဓိကအဖြစ်တော့အင်ဂျီတွေကိုထုတ်တာပေါ့နော်အခုဒီတိုင်းဆိုရင်တော့ပကံတွေလည်းထုတ်တဲ့ပုံပါပဲ One Piece Live Action Season 2ရဲ့ပုံတစ်ပုံမှာဆိုရင်လည်း Dosquine Panda ပစ္စည်းတွေကိုတင်ရောင်းနေတဲ့ Dosquine Panda Store တစ်ခုကို Easter egg အနေနဲ့ထည့်ပေးထားပါသေးတယ်ဒီလိုနဲ့ Django လည်း Usopp ပင်လယ်ဓမြအဖွဲ့ရဲ့တပည့်ကျော်၃កောင်လိုက်လာလို့အင်ကြီးတော်မွန်းနိုင်မဲ့ထွက်ပြေးရပါတော့တယ် Why are you running
Usopp ပင်လယ်ဓမြအဖွဲ့က Usopp မရှိတော့တဲ့နောက်ပိုင်းမှာ Usopp Security Force လို့နာမည်ပြောင်းပြီးတော့ဒီ၃ကောင်ကလုံခြုံရေးအဖွဲ့အနေနဲ့လှုပ်နေတာပါအဓိကအဖြစ်တော့သူတို့ကပတိန်ကြီးရဲ့ကောင်မလေးဖြစ်တဲ့ခါယာကိုလိုက်ပြီးကာကွယ်ပေးနေကြတဲ့ပုံမှာပဲဒီမှာဆိုတကောင်ဆိုခွေးနဲ့ပါရှင်ပြီးတော့ဟောင်းနေတာခါယာကတော့ Usopp ထွက်သွားပြီးတဲ့နောက်ပိုင်းမှာဆရာဝန်တယောက်ဖြစ်ဖို့အတွက်စူးစမ်းနေတာကိုတွေ့ရပါတယ်ပုံရဲ့ caption ရဆိုရင်လည်းခါယာကအခုဆရာဝန်တယောက်စီမှာအလုပ်သင်နေတဲ့ဆေးပညာသင်ယူနေတဲ့ပုံမှာပဲどうしましたなんてなဂျန်ကိုတယောက်ကတော့ Sora Village ကနေပြီးတော့လေတစည်းနဲ့ထွက်လာခဲ့ပါပြီဒီပုံမှာဆိုရင်အရှိကာဘာ story မှာတော့ကဂပ်ရဲ့တင်မောဘော်ကနေထွက်ပြေးလာတဲ့ X Hamburger နဲ့တောင်မှလေပေးခြင်းကဖြတ်သွားနေတာကိုမြင်ရမှာပါနှကောင်စလုံးကတော့အိပ်ပျော်နေလို့အချင်းချင်းတွေ့ကြတဲ့ပုံမပေါ်ပါဘူးဒီလိုနဲ့ပဲဂျန်ကိုဟာ East Blue ရဲ့အကျော်ကြားဆုံးနေရာဖြစ်တဲ့ Marabou Island လို့ခေါ်တဲ့ကျွန်းတစ်ကျွန်းပေါ်ကိုရောက်လာခဲ့ပါတယ်ဒီကျွန်းမှာတော့ One Piece War ရဲ့နောက်ဆုံးပေါ် trend အနေနဲ့နောက်ဆုံးပေါ် fashion တွေကိုမြင်ရလေးရှိပြီးတော့ Funky ဆိုတဲ့နာမည်ကြီးပါတစ်ခုလည်းရှိပါတယ် One Piece Live Action Series ထဲမှာတော့ Zoro က Captain Kuro ကို Marabou Island ရဲ့ Funky ဘာမှတွေ့ဘူးလားဆိုပြီးတော့မေးခဲ့တဲ့ dialogue တစ်ခုပါခဲ့ပါတယ်ကျွန်းပေါ်မှာတော့ရေတပ်သားတွေကဂျန်ကိုရဲ့ boundary poster ကိုပြပြီးတော့ဂျန်ကိုကိုလိုက်ရှာနေကြတာကိုတွေ့ရမှာပါပုံထဲမှာပြထားတဲ့အရာဆိုရင်ဂျန်ကိုရဲ့ boundary က very cold တန်မိုးရှိပါတယ်အဲ့ဒီလိုနဲ့ဂျန်ကိုလည်းရုပ်ဖြတ်ဖို့လိုအပ်တယ်ဆိုပြီးတော့သူ့ရဲ့ဝတ်စားတွေကိုလဲဖို့မျက်မှန်ကိုစပြီးချွတ်ပါတော့တယ်ဒီနေရာမှာကျွန်တော်တို့ဂျန်ကိုရဲ့မျက်လုံးကိုပထမဆုံးစပြီးမြင်ရပါတယ်ဟုတ်ပါတယ်သူ့မျက်လုံးကလည်းမျက်မှန်လို့အသေးပုံကြီးပါပဲဒီလိုနဲ့ဂျန်ကိုလည်းမြို့ထဲမှာရှိတဲ့ Funky Style ဆိုတဲ့အကပြိုင်ပွဲတစ်ခုကိုရောက်သွားပြီးတော့မထင်မှတ်ဖဲဝင်ပြိုင်မိပါတော့တယ်အဲ့ဒီအကပြိုင်ပွဲထဲမှာဂျန်ကိုကအနိုင်ရလူနီးနီးဖြစ်နေပြီးနောက်ဆုံးမှာသူနဲ့ရှင်ပြီးကနေတဲ့တကောင်ပဲကြံပါတော့တယ်အဲ့ဒီကောင်ကတော့ဟုတ်ပါတယ်ကျွန်တော်တို့ Brady Act မှာပထမဆုံးစပြီးတွေ့ခဲ့ရတဲ့ရေတက်တာ full body ပဲဖြစ်ပါတယ်ဂျန်ကိုကတော့ full body ကိုရေတက်သားမှမသိပါဘူးအဲ့ဒီလိုနဲ့သူတို့ညဟာအပီပြင်ကခွဲကြပြီးနောက်ဆုံးမှာတော့ဂျန်ကိုကပထမဆုကိုရရှိသွားခဲ့ပါတယ်အကပြိုင်နေခင်သွားကြတဲ့ဂျန်ကိုနဲ့ full body တို့ဟာပြိုင်ပွဲပြီးတဲ့နောက်မှာအတူတူတောက်နေကြပါတယ်အဲ့လိုတောက်နေတော့မှာပဲ full body ရဲ့ရေတက်သားတွေကဂျန်ကိုရုပ်ဖြတ်ဖို့ချွတ်ထားခဲ့တဲ့ဝတ်စားတွေကိုကင်ပြီးတော့ full body စီရောက်လာခဲ့ပါတယ်ဒီလိုနဲ့ဂျန်ကိုလည်း full body ကိုရေတက်သားမှန်းသိသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲကပတိန်ယူရီကာရဲ့ Julep လို့ခေါ်တဲ့ပင်လယ်ဓမြအဖွဲ့တွေက Marabou Island ပေါ်ကိုရောက်လာပြီး Full Body ရဲ့ရေတပ်သားတွေနဲ့တိုက်ခိုက်ကြပါတော့တယ်။ဂျန်ကိုလည်းအခွင့်ကောင်းရတဲ့တပြိုင်နက်လစ်တော်တာပေါ့။ရေတပ်ကပတိန်တယောက်ဖြစ်တဲ့ Full Body ကတော့ Julep ပင်လယ်ဓမြအဖွဲ့တွေနဲ့တိုက်ခိုက်ရင်းကြံခဲ့ပါတယ်။ Full Body တို့ကနိုင်နေပေမဲ့ပင်လယ်ဓမြတွေကကောင်မလေးတယောက်ကိုတစားခံလုပ်လိုက်တာကြောင့် Full Body တို့အဖွဲ့လည်းအလျှော့ပေးလိုက်ရပါတော့တယ်။အဲ့ဒီအချိန်မှာပဲကောင်မလေးကိုချုပ်ထားတဲ့ပင်လယ်ဓမြကိုတစုံတယောက်ကဝင်ပြီးအနိုင်ယူလိုက်ပါတယ်။ဟုတ်ပါတယ်အဲ့ဒီစုံတရားကတော့ကျွန်တော်တို့ရဲ့ဂျန်ကိုပါပဲဒီလိုနဲ့ပဲဂျန်ကိုနဲ့ Full Body တို့ပေါင်းပြီးတော့အဲ့ဒီပင်လယ်ဓမြတွေကိုကောက်ကွက်ပေါင်းစုံနဲ့တိုက်ခိုက်ကြပါတော့တယ်ဟုတ်ပါတယ်ကောက်ကွက်ပေါင်းစုံမှာကနေရင်းနဲ့တိုက်ခိုက်ကြတာပါနောက်ဆုံးမှာတော့ဂျန်ကိုနဲ့ Full Body တို့ဟာပင်လယ်ဓမြတွေကိုအနိုင်ယူနိုင်ခဲ့ပါတယ်ဂျန်ကိုကသူ့ကိုကူညီခဲ့ပေမဲ့တယောက်ကပင်လယ်ဓမြတယောက်ကရေတက်ဖြစ်နေတာကြောင့်တငယ်ချင်းဆိုတာကိုအမှုမထားပဲ Full Body ကဂျန်ကိုကိုဖမ်းရပါတော့တယ်ဒီလိုနဲ့ပဲဂျန်ကိုကိုမရင်ဟက်ကွာတာမှာရှိတဲ့တရားရုံးမှာရုံးတင်စစ်ဆေးတဲ့အခါမှာတော့ကျိုးဆွဲတက်စီဆိုပြီးတော့တရားရုံးကအမိန့်ချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ Full Body နဲ့သူ့ရဲ့ရေတပ်သားတွေကတရားရုံးထဲဝင်ပြီးတော့မျက်ရည်လဲကျွဲနဲ့ဆန္ဒပြကြပါတော့တယ် Full Body က Countron Bogey ဆိုတဲ့အကွက်ကိုထုတ်သုံးလိုက်တဲ့အခါမှာတော့တရားရုံးတစ်ခုလုံးတရားသူကြီးတွေရောဂျူရီလူကြီးတွေရောလာကြည့်နေကြတဲ့ရေတပ်သားတွေကမကြံအကုန်ထပ်ကကြပါတော့တယ် Full Body ရဲ့ဘာမှမသိတဲ့အကွက်တွေကြောင့်ထပ်ကပြီးတဲ့နောက်မှာတော့တရားသူကြီးတွေကဂျန်ကိုကိုတရက်သေးလွှတ်ပေးလိုက်ပါတော့တယ်ဒီလိုနဲ့ဂျန်ကိုလည်း Full Body ကြောင့်တေတံကလွတ်သွားပြီဖြစ်ပေမဲ့ Full Body ကတော့ရေတပ်ကပတိန်ဖြစ်ကနေအောက်ခြေရေတပ်သားအဖြစ်ကိုယာတူးချခံလိုက်ရပါတယ်မထွက်သွားခင်မှာဂျန်ကိုကသူ့ရဲ့အိမ်မွေးရှာပညာနဲ့ Full Body ကိုသူနဲ့တငယ်ချင်းဖြစ်ခဲ့တဲ့အကြောင်းမေ့ပစ်ဖို့အိမ်မွေးရှာဖို့ပြင်နေပါတော့တယ်မင်းအမင်းရေတပ်သားပဲဖြစ်နေပင်လယ်ဓမြပဲဖြစ်နေမမရဲ့အလှတော့လွန်ဆန်လို့မရပါဘူးအိမ်မွေးချပြီးလမ်းခွဲဖို့လုပ်နေတော့မှာပဲနှစ်ကောင်စလုံးကစော်ရမ်းလာတဲ့ရေတပ် officer မမတယောက်ကိုလှမ်းမြင်လိုက်ရပါတယ်အဲ့ဒီနောက်မှာတော့ဂျန်ကိုရော Full Body ရောနှစ်ယောက်စလုံးကဟိနာရဲ့လက်အောက်မှာအမှုထမ်းဖို့အတွက်အတူတူဝင်သွားပါတော့တယ်ဒီနေရာမှာပြောချင်တာက Full Body ကအစတော့ရေတပ်ကပတိန်ဖြစ်ပေမဲ့ဂျန်ကိုကိုကူညီခဲ့ပြီးနောက်ပိုင်းမှာအဲ့ဒီအတွက်ယာတူးချခံလိုက်ရပါတယ်ဆိုတော့အခုမှရေတပ်ထဲကိုစဝင်လာတဲ့ဂျန်ကိုနဲ့ Full Body နဲ့ကနှစ်ယောက်စလုံးရိုးရိုးရေတပ်သားတွေပါဟိနာရဲ့ယာတူးကတော့ Rear Admiral ယာတူးဖြစ်တဲ့အတွက်
နှစ်ယောက်စလုံးဟိနာရဲ့လက်အောက်မှာအမှုထမ်းဖို့အတွက်အတူတူဝင်သွားခဲ့ကြတာပါ Django's Dance Paradise ဆိုတဲ့ cover story ကတော့ဒီမှာရင်ပြီးသွားပါပြီရဲသားစုပါနောက်ထပ် cover story တစ်ခုနဲ့အတူပြန်လာမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးတွေကိုကြိုက်တယ်ဆိုရင် subscribe လုပ်ပေးခဲ့ကြပါအောင်အားလုံးပဲပြန်တွေ့ပါမယ်